အားလုံးမင်္ဂလာပါခင်ဗျာဒီကားမှာဆိုရင်တော့ wiring fault ကတော်တော်လေးကိုကြီးတယ်လို့ပြောရမယ်ဒီကားမှာဆိုရင်ဖြူကုန်ထဲမှာ10 ampere သုံးရမယ့်နေရာမှာ20 ampere သုံးပြီးတဲ့အပြင်ကိုဒီလိုပုံစံမျိုးဝါယာကြိုးတွေနဲ့ပတ်ထားပါတယ်ပတ်ထားတဲ့အခါမှာဖြူတော့မပြတ်ဘူးဒါပေမဲ့တခြားသော line တွေကဝါယာကြိုးတွေမှာဆိုရင် ampere တွေအရင်များပြီးတော့မှဘာတွေဖြစ်ကုန်လဲဆိုတော့ကြိုးတွေကပျော်ပြီးတော့မှတော်တော်လေးအခြေအနေဆိုးသွားပါတယ်ကျိုးလိုင်းနေဆိုရင်ပူးကုန်တယ်ပေါ့နော်ဒါအပြင်ဒိုင်ခွက်မှာဆိုလို့ရှိရင်လည်းစီဂိတ်တွေမတက်ဘူးစီမီတွေလည်းလင်းကုန်တယ်ဘရိတ်မီတွေကလည်းတောက်လျှောက်ကြီးကိုတော့ပိတ်ထားတာတော့မှဘရိတ်လည်းမနှင်းမန်းနဲ့ဓာတ်တိုက်ကြီးလင်းနေတဲ့ပုံစံမျိုးတွေဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ short ဝင်နေတဲ့နေရာကိုမရှင်းမန်းနဲ့ဒီလိုပုံစံမျိုးဖြူတွေကိုကျိုးတွေနဲ့ပတ်ပြီးတော့မှပြန်သုံးတာကခံကောင်းတာကတော့ကားမှာအရင်ကြီးဆူဆူရွာတော့ဖြစ်မသွားပြီမဲ့လေဝါယာကြိုးတွေမှာဆိုရင်တော့တော်တော်အခြေအနေဆိုးသွားပါတယ်ဒါကဝါယာကြိုးတွေလောင်ထားတဲ့အနေအထားမျိုးပေါ့ဗျာနော်ဒါကကံကောင်းတယ်လို့ပြောရမယ်အခက်မသိရင်ဒီအနေအထားကကားမီးလောင်နိုင်တဲ့အဆင့်ထိဖြစ်နိုင်ပါတယ်ဒီကားမှာဆိုရင်ကား dashboard ခွာပြီးတော့မှအတွင်းထဲကဝါယာကြိုးတွေကိုပြန်ပြီးတော့ဖြတ်ဆက်လုပ်ပေးလိုက်ရတဲ့အဆင့်ထိဒါတော်တော်ချင်းကြီးဆိုးသွားတယ်ဒါအပြင် engine တုပ်ထဲမှာဆိုရင် engine wire တုပ်ထဲမှာလည်းတော်တော်ချင်းကြီးဆိုးသွားတဲ့အနေအထားမျိုးပါဒါကြောင့်ပဲ wire short ရှိတယ်ဆိုရင်တော့ဖြူတွေကိုဒီလိုပုံစံမျိုးမသုံးမနဲ့ wire short ကိုသာအရင်ဆုံးဖြည့်ရှင်းသင့်ပါတယ်ဆိုတာလေးကိုဒီ video file လေးနဲ့အကြံပြုလိုက်ရခြင်းဖြစ်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ